တို့မြန်မာအလုပ်သမားတွေကိုအမြဲတမ်းပြစ်မှတ်ထားပြီးဒုက္ခပေးခြင်းနေလေနှုတ်ခမ်းမွေးနဲ့သူ့အဖွဲ့ရဲ့နောက်ဆုံးလှုပ်ရှားမှုကိုအခုချက်ချင်းဖွင့်ချလိုက်ပါပြီအယုဒ္ဓယဘက်ကမိဘပြည်သူညီကိုမောင်နှမများခမလားကျွန်တော်တို့နှခေါင်းဝမှာလာပြီးကလော်နေတဲ့ဒီလောက်ရက်တွေကိုညင်ခံမနေပဲအားလုံးသိရှိပြီးကြိုတင်ပြင်ဆင်နိုင်အောင်ဒီဗီဒီယိုကိုအခုချက်ချင်းဝိုင်းဝန်းမျှဝေပေးကြဖို့တိုက်တွန်းလိုက်ပါတယ်အခုလက်ရှိအယုဒ္ဓယစိန်ထိဝါထာနီနယ်မြေထဲမှာနှုတ်ခမ်းမွေးလို့လူသိများတဲ့တေးအာချီဦးဆောင်တဲ့ထိုင်းမတုံအထွဲ့ဟာမြန်မာအပါအဝင်နိုင်ငံသားအလုပ်သမားတွေကိုစစ်ဆေးဖို့အပြင်းအထန်ပြင်ဆင်နေပါတယ်။မတ်ကန်ရှိရနေကစပြီးဒေတာရင်းမှာစီကန်းတကြရှိဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အစိုးရကိုပါတရားမဝင်လူသားတွေကိုဥပဒေအတိုင်းတင်းတင်းကြပ်ကြပ်အရေးယူဖို့ဖိအားတိုက်တွန်းနေတာတွေရှိနေပါတယ်။ဒါကြောင့်ကျွန်တော်တို့မြန်မာလူသားတွေအနေနဲ့အောက်ပါအချက်တွေကိုအထူးသတိပြုကြပါ။တစ်မိမိတို့ရဲ့ passport ပတ်နဲ့ work permit အထောက်အထားတွေကိုအမြဲတမ်းကိုယ်နဲ့မကွာဆောင်ထားကြပါ။ဘာအကြောင်းပြချက်နဲ့မှအိမ်မှာမထားခဲ့ပါနဲ့။နှစ်ဥပဒေနဲ့မကင်းတဲ့ကိစ္စရပ်တွေကိုအထူးရှောင်ကျဉ်ကြပါ။သုံးသတ်မှတ်ထားတဲ့စုရပ်နေရာတွေနဲ့လူစုလူဝေးရှိတဲ့နေရာတွေကိုတွာလာတဲ့အခါမှာအထူးသတိထားကြပါ။သူတို့ကကျွန်တော်တို့ကိုအကွက်ချစောင့်ကြည့်နေတာပါ။ဒီသတင်းစကားကိုအယုဒ္ဓယဘက်မှာရှိတဲ့ကျွန်တော်တို့မြန်မာအချင်းချင်းသိရှိပြီးကြိုတင်ပြင်ဆင်နိုင်အောင်တဆင့်ပြန်လည်မျှဝေပေးကြပါဦးမညာပါနဲ့မငဲ့ပါနဲ့တင်ပေးလိုက်တဲ့ share တစ်ခုဟာနောက်ထပ်မြန်မာအလုပ်သမားတယောက်ရဲ့ဘဝကိုဒုက္ခရောက်ခြင်းကနေကယ်တင်လိုက်တာပဲဖြစ်ပါတယ်အားလုံးပဲအလုပ်ကောင်းတဲ့အဆင်ပြေပြီးဘေးကင်းလုံခြုံကြပါစေနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် TM Monitor ပါ